ရွှေရည်ပြီးွားပြီးရော်ဒွာလာခါပွဲလေးမိသားတဲ့အပြင်ပေါ့နော်စတဲ့တဲ့ model design တွေကြောနေဆိုတဲ့အခီကလာမှာ customer ယူကြည့်မှုအပိတ်ချိခန်းနေရတဲ့ဆူလာပိုက်စစ်ရွှေတဲ့ဆိုင်တာအားလုံးမိတ်ဆက်ပေးရှိရခင်ဗျာဒီကအပြင်ကျွန်မဆိုင်ရနေထူတဲ့ဒီဇိုင်းလေးဆိုရလေလူငယ်လူကြီးဝေါ်ရအောင်နော်ငါးနယ်ဆက်နဲ့နေဆက်ဒီမယူဘဲနဲ့အော် customer နာလဲတိုင်ပန်ပြီးဆိုတာဒီဇိုင်းလေးစဉ်းစားပြီးထူဖြစ်ရှင်ဒီကအပြင်တော့ကျွန်မဒီဇိုင်းလေးကိုနိုင်ငံခြားဝယ်ဆိုင်လေးရနေပြီးဆိုတာရှာရဲကိုရဲ့ own creation နာပေါ်စာပြီး customer လဲကြိုက်ဖြစ်အောင်console ကြိုးစားပြီးဆိုတာ lucky ပေါ့နော်ဆူလာပိုက်ရွှေဆိုင်ရဲ့အာသာချေပြောပါဆိုတာအခုမျိုးကိုပိုက်ပထေရှိတွာကြောကိုစီကြိုက်လာရဒီဇိုင်းကိုဆိုင်မှာလာပြီးတော့ customer လာပြီးတော့ရွေးချက်ပြီးတော့အနှံ့နဲ့ခင်ဗျာပြီးတော့လာရဒီဇိုင်းဘက်ရလဲသိတာမှုရှိတွာကြောလာအဖူး customer တဲ့လဲစီကျင်းနာမှုရရှိခဲ့ပေါ့နော်ခင်ဗျာဆူလာပိုက်မှာရွှေရည်သေးလဲပြီးွားရဲ့ဒီဇိုင်းလေးလဲဆန်းရဲ့ခါရတာလဲကြော်တာသားရှေ့အလဲယွန်လဲလေးလဲတန်းနဲ့ဆဆင်ပြောလို့ပဲရှေ့အခုနာမှာနော်ကလော်လေးလည်းမြေအပိနေစတွေ့ရအောင်ခင်ဗျာကဲဆူလာပိုက်ရွှေဆိုင်ကဟမျိုးချဲလေးသဘောကျကြောအပိphíaမှာဆူလာပိုက်ဆိုင်မှာလောရွှေရည်လဲပြီးမိရဲ့ဇင်းတို့လဲဒီကြားပါနာလားရဲ့နော်ဝဲတော့ဒီဇိုင်းပိုင်းလဲကြော်ရဲ့ကိုရဲ့ customer စိတ်ကြိုက်လဲလောက်ပထိတ်လဲရှိရဲ့ပါနာလားရဲ့ရှေ့ကလော်လေးလဲစိတ်ကြိုက်ရှိရဲ့ရှင်ကလော်လဲမျိုးစုံနေနာအလိုက်မျိုးစုံရှိပါနာလားရှင်ကိုလိုကလော်ကိုနေနာကဲကလော်မျိုးစုံရှိရဲ့ရှင်အကြော်လောက်ရအပိဖြစ်ရှင်ကဲဒီအနေလို့အပိနေနဲ့ရဟဲလေအပိဆိုရခင်ဗျာပလဲဆိုအပိရတာပလဲလဲကိုဝိုင်းမစောတယ်ပလဲလဲကိုဝိုင်းမဝဲရောက်တယ်ဆူလာပိုက်ရွှေဆိုင်မှာမြေအပိဖြစ်လာခင်ဗျာဒီတူလောနော်စောအပိပဲစောဖတ်တဲ့အပိပဲသူမလဲခိုက်စောဖတ်တဲ့နေအပိဆူလာပိုက်ရွှေဆိုင်မှာကတော့ကျွန်တော်တို့ရွှေထက်ဒီဇိုင်းများပဲစောက်မှုပါခင်ဗျာပလဲလေးကလော်လေးနာပါတိုင်းလဲဟိုအများကြီးပဲဆိုင်မှာစီကြိုက်လာဝီးရခင်ဗျာအစော်ကလော်လေးဆိုတော့မှပြေတိုက်ဝဲကန်ဒီဇိုင်းမျိုးစုံ color မျိုးစုံရှိရခင်ဗျာမွေးရနေနာအလိုက်ဆိုင်မှာစီကြိုက်လောက်ဝေးပြီးဆိုတာဒီဇိုင်းမျိုးစုံလိုက်ရွေးရပါတော့ခင်ဗျာနောက်ဆုံးနေတာပြောရှဲကတော့အလုပ်ပြေတိုက်ဝဲခင်ဗျာဆူလာပိုက်ရွှေဆိုင်မှာကတော့အထက်ဒီဇိုင်းလေးစောက်တဲ့အပြေပေါ့နော်ရော်ဒါလာခါလဲကြော်အဆင်ပြေတော့ကောဆော်လုပ်ပေးတဲ့ဆိုင်ဖြစ်တော့ကြောယတနာပစ္စည်းလေးဆူဆောက်ရှင် customer တိုင်းဆူလာပိုက်ရွှေဆိုင်လောက်ရွေးချယ်ဝေးယူတော့အလုပ်ဖိတ်ခေါ်လိုက်လာခင်ဗျာတော့ရဲ့အနော်မပြင်းနေလမ်းကတော့ဇေကီတော့ပါလမ်းဖြစ်ပါခင်ဗျာအမှုဇေကီတော့ပါလမ်းနေကျွန်တော်တို့ယတနာလမ်းထဲတဲဝမ်းလာနော်တဲဝမ်းလာပြီးဆိုတာကဲဆူလာပိုက်ရွှေဆိုင်ရရှင်မဖြစ်ပါခင်ဗျာဆူလာပိုက်ရွှေဆိုင်ရတော့ကျွန်တော်တို့ဇရေရရတ